င်္ဂလာရှိတဲ့ချိန်မင်္ဂလာရှိတဲ့ချိန်မင်္ဂလာရှိတဲ့ချိန်တပင်မြောင်တင်ကြောင်ပညာအားတို့ဆုံးချိန်မနှောကိုစီကိုငေါပြုံးကြလို့ပြောပီတီစားကဆရာပြောပီတီစားကဆရာပြောညီတို့ညီမြတတိုင်းနဲ့ထားကစိတ်စေတနာအမှန်အမြင်မှာပြီးလောက်ကြည်များတဲ့တံအမောမပွားတဲ့နှလုံးသားအစင်ရှင်တန်ဖေးများနေကြီးစခဲ့တဲ့တပေကောင်းများမွေးဖွားဖို့၍တွင်တင်ဆုံးမလန်းပြလို့ရဲ့ပူပင်များနေကင်းဝေးဖို့၍သူသွားသူစားတပေများပေါ်ငါးပါးကိုမမေ့ပါအစင်ငါးပါးကိုမမေ့ပါအစင်အနာခံတမဆန်းစိတ်နဲ့နှလုံးသွင်းလို့ယူဆုံးသူကိုတွင်တင်ဆုံးမကောင်းသူကိုတွင်တင်လမ်းပြရှင်မလေးမနာမထားတရားသဘောတိုင်းဆုံးမတွင်တင်ယူလက်အုပ်ချီကမူရှိခိုးကြတဲ့တပည့်များကြည်ကမြည်ရည်ဝီကအာရဝန္တာဘေးရနေမှာဖို့မပြတ်နိုင်မှာရှင်မလေးတွေထွေးမှုနဲ့အလင်းပြလို့ဆုံးမတွင်တဲ့ယူမင်္ဂလာရှိတဲ့ချိန်မင်္ဂလာရှိတဲ့ချိန်မင်္ဂလာရှိတဲ့ချိန်တပင်မြောင်တင်ကြောင်ပညာအားတို့ဆုံးချိန်မနှောကိုစီကိုငေါပြုံးကြလို့ပြောပီတီစားကဆရာပြောပီတီစားကဆရာပြောညီတို့ညီမြတတိုင်းနဲ့ထားကစိတ်စေတနာအမှန်အမြင်မှာပြီးလောက်ကြည်များတဲ့တံအမောမပွားတဲ့နှလုံးသားအစင်ရှင်တန်ဖေးများနေကြီးစခဲ့တဲ့တပေကောင်းများမွေးဖွားဖို့၍တွင်တင်ဆုံးမလန်းပြလို့ရဲ့ပူပင်များနေကင်းဝေးဖို့၍သူသွားသူစားတပေများပေါ်ငါးပါးကိုမမေ့ပါအစင်ငါးပါးကိုမမေ့ပါအစင်အနာခံတမဆန်းစိတ်နဲ့နှလုံးသွင်းလို့ယူဆုံးသူကိုတွင်တင်ဆုံးမကောင်းသူကိုတွင်တင်လမ်းပြရှင်မလေးမနာမထားတရားသဘောတိုင်းဆုံးမတွင်တင်ယူလက်အုပ်ချီကမူရှိခိုးကြတဲ့တပည့်များကြည်ကမြည်ရည်ဝီကအာရဝန္တာဘေးရနေမှာဖို့မပြတ်နိုင်မှာရှင်မလေးတွေထွေးမှုနဲ့အလင်းပြလို့ဆုံးမတွင်တဲ့ယူ